ဖျားပေါင်းထောင်ကြီးတည်ရှိနေတဲ့မြို့တော်တမိုင်းတာမကဒန္နာကြီးနဲ့ပါပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့ဓမ္မရာဇကဖျားနဲ့အဲ့ဒီဖျားကိုအသက်နဲ့ကာကွယ်ခဲ့တယ်လို့ယုံကြည်ကြတဲ့ဓမ္မပါလာစစ်တုကြီးရဲ့ဒန္နာကြီးစန်းစန်းအကြောင်းအရာကိုပြောပြပေးပါမယ်ဓမ္မရာဇကဖျားဟာပကံမြို့အရှိတ်ဘတ်ပိုင်းမှာတက်စိတ်အေဂျင့်စွာတည်ရှိနေပါတယ်ဒါပေမဲ့ဒီသကန်တွေချားမှာတော့ဒီဖျားဟာတာမန်ဖျားမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဖျားကိုမမြင်ရတဲ့အင်အားတစ်ခုကကာကွယ်နေတယ်လို့ပြောကြတယ်။ဒန္တာကြီးရဲ့ပကံခေတ်မှာဓမ္မပါလာလို့ခေါ်တဲ့စစ်သူကြီးတယောက်ရှိခဲ့ပါတယ်။သူဟာဖျားသာသနာကိုကိုယ်ပိုင်အသက်ထက်တောင်အရေးကြီးတယ်လို့ယုံကြည်တဲ့သူ။စစ်ပွဲတွေကျူးကျော်မှုတွေဖြစ်လာတိုင်းဓမ္မရာဇကဖျားကိုသူ့ရဲ့တပ်သားတွေနဲ့အတူနိညာမခွဲကာဝဲခဲ့တယ်လို့ဆိုကြပါတယ်။ဒန္တာကြီးကပြောတာတော့ဓမ္မပါလာစစ်သူကြီးဟာနောက်ဆုံးစစ်ပွဲတစ်ခါမှာဖျားကိုကာဝယ်ရင်းအသက်ပေးခဲ့ရတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်သစ္စာဟာမပြောက်သွားခဲ့ပါဘူး။သူဟာဖျားကိုကာကွယ်တဲ့ဝိညာဉ်တစ်ခုဖြစ်ဓမ္မရာဇကဖျားအနာမှာကျင့်ရှိနေတယ်လို့ဒီတခန်းဒီယုံကြည်ကြပါတယ်။အချို့သူတွေကညအချိန်မှာဖျားအနာကနေစစ်သူကြီးတယောက်လမ်းလျှောက်သူလို့အရေးတစ်ခုမြင်ရတယ်လို့ပြောကြပါတယ်။အချို့ကတော့ဖျားအတွင်းကိုဝင်တဲ့အခါဘာကြောင့်မှမသိကြောက်ရွံ့မှုနဲ့လေးနက်မှုတစ်ပြိုင်နက်ခံစားရတယ်လို့ဆိုပါတယ်။ဒီလိုနဲ့ပဲဓမ္မရာဇကဖျားဟာယနေ့အချိန်ထိအကျမ်းဖန်မှုကြီးမကြုံခဲ့ဟုတဲ့ပကံရဲ့လျို့ဝဲတန်တာကြီးတစ်ခုချင်းနေသေးပါ။မိတ်ဆွေတို့ရဲ့အမြင်အရဒီတန်တာကြီးကယုံကြည်ရမလားတမိုင်းရဲ့အရေးလားဒီလိုပကံရဲ့လျို့ဝဲတန်တာကြီးများကိုစိတ်ဝင်စားရင် like subscribe comment မှာမိတ်ဆွေတို့ယုံကြည်တဲ့ပကံတန်တာကြီးကိုမျှဝေလိုက်ပါနော်။